မြေထဲပင်လယ်မှာတွာလာနေတဲ့ရုရှားတပ်ငွေ့တင်သင်္ဘောအာတစ်မတာဂက်စ်ကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ရုရှားတည်ယူပို့ဆောင်ရေးဝန်ကြီးဌာနကမတ်လ4 ရက်မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ရုရှားနိုင်ငံမာမတ်စကန်ကနေထွက်ခွာလာတာဖြစ်ပြီးမော်ဂျာရေပိုင်နက်အနီးဒေသစံတော်ချိန်မတ်လ3 ရက်ညပိုင်းမှာတိုက်ခိုက်ခံခဲ့ရတာဖြစ်ကမော်တာနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ကျွမ်းကျင်မှုတွေကြောင့်တင်မော်သား30စလုံးကိုအချိန်မီကယ်တင်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။တရားမဝင်ရုရှားရေနံတင်သင်္ဘောတွေကိုဖမ်းဆီးဟန့်တားမယ်ဆိုတဲ့ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေရဲ့ပြောဆိုအပြီးမှာတော့ယခုလိုတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ EU အာဏာပိုင်တွေရဲ့ပူးပေါင်းကြံစည်မှုလည်းပါဝင်တယ်လို့ဆိုပါတယ်။နိုင်ငံတကာစည်းမျဉ်းတွေနဲ့အညီကုန်တင်ကုန်ချသွားလာမောင်းနှင်နေတဲ့အာတစ်မတာဂက်စ်ရေနံနဲ့ဓာတ်ငွေ့တင်သင်္ဘောကိုတိုက်ခိုက်တာဟာနိုင်ငံတကာအကြမ်းဖက်မှုနဲ့ရေကြောင်းဓမြတိုက်ခိုက်မှုတစ်ခုဖြစ်တဲ့အတွက်နိုင်ငံတကာအနေနဲ့ဝိုင်းဝန်းကန့်ကွက်ရှုတ်ချဖို့လိုတယ်လို့မတိကျိုးကျွံလုံမနေသင့်ဘူးလို့ရုရှားအစိုးရသတင်းတွေကဖော်ပြခဲ့ပါတယ်။